အားလုံးပဲမင်္ဂလာပါရှင် Tools Sleepyhead Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ရာသီစာဖြစ်တဲ့မကြီးရွက်တုပ်ကလေးကိုတုပ်စားမှာဖြစ်ပါတယ်အရင်ဆုံးမကြီးရွက်လေးတွေကိုအကျန်းလေးတွေဖယ်ပြီးတော့တန်းစင်လိုက်ပါမယ်မကြီးရွက်အကျန်းလေးတွေဖယ်ပြီးလို့ရှိရင်ဒီလိုအနုလေးတွေကပဲတုပ်စားလို့ကောင်းတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ရေများများလေးနဲ့2ထပ်လောက်ဆေးပြီးတော့ရေစစ်လိုက်ပါမယ်မကြီးရွက်လေးတွေအစင်သေးရပြီဆိုရင်တုပ်ဖို့အတွက်ပြင်ဆင်ပါတော့မယ်မကြီးရွက်စိမ်းလေးတွေတုပ်စားဖို့အတွက်လိုတဲ့ပစ္စည်းလေးတွေကတော့ပစွန်ချောင်းမို့အနေငယ်စစ်သွန်နီအနေငယ်အဆက်ကြိုက်တယ်ဆိုရင်ငရုတ်သီးစိမ်းလေးနဲ့မြေပဲစင်အနေငယ်စီစားနဲ့အချို့မို့အနေငယ်တို့လိုအပ်တာဖြစ်ပါတယ်မကြီးရွက်နုလေးတွေကိုအရင်ဆုံးပစွန်ချောင်းမုံလေးတစ်စွန်းထည့်ပါတယ်မြေပဲဆန်လှော်ပြီးထောင်းထားတဲ့ဟာလေးတွေကိုလည်းပဲထမင်းစားစွန်းတစ်စွန်းမောက်မောက်လေးထည့်ပါမယ်။ကျက်သွန်နီပါပါလေးထားတာလေးတွေနဲ့ငရုတ်သီးစိမ်းလေးတွေကိုလည်းညှက်ထားတဲ့ဟာလေးတွေအတူတူထည့်လိုက်ပါမယ်။စားအနည်းငယ်ထည့်ပါမယ်။အချူမုံဒါမှမဟုတ်ရင်အသားမုံအနည်းငယ်ထည့်ပါမယ်။ပြီးလို့ရှိရင်တော့စီအနှဲငယ်ထည့်ပါမယ်ဒီနေရာမှာတော့သူကပဲစီလေးတွေထည့်တာပိုစားလို့ကောင်းတဲ့အတွက်ပဲစီ2စွန်းလောက်ထည့်ပါတယ်အားလုံးအစင်သစ်ဖြစ်သွားပြီဆိုရင်တော့မကြီးရွက်တုပ်ကလေးကိုစားပြီးတော့နေပါတော့မယ်နေတဲ့အခါမှာလည်းဒီမကြီးရွက်ထဲကအချင်တဲ့အရသာလေးတွေထွက်လာအောင်လို့နာနာလေးနေပေးပါမယ်အပေါ်ငံအရသာအနေရောဖြစ်ပြီဆိုလို့ရှိရင်စားမဲ့ပကံလေးကိုထည့်လို့ရပါပြီရှင်အခုဆိုရင်တော့အရန်ကိုဂရင်းတွေးစီမဲ့ချင်းငန်းဆက်အရသာရာသီစာမကြီးရွက်တုပ်ကလေးကိုရပြီဖြစ်ပါတယ်ထမင်းပူလေးနဲ့ပဲစားဒီပဲဟင်းညိုလေးတွေနဲ့ပဲတွဲဖက်စားအရန်ကိုလိုက်ဖက်ပါတယ်ရှင်မကြီးရွက်တုပ်ကလေးကိုအလှဆင်ကျင်တာမို့အထူးကတော့နှမ်းနက်ကလေးတွေအပေါ်ကဖြူလိုက်ပါတယ်ဒီဟာကတော့ option နဲ့ပါမဖြူလဲရပါတယ်ရှင်နောက်ထပ်လည်းဗီဒီယိုအသစ်ကလေးတွေတင်ပေးအောင်မှာဖြစ်တဲ့အတွက်အထူးရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်